မင်္ဂလာပါရမညာအီစီဂျူနိုင်ငံသူတေသနာဌာနနဲ့လွတ်လပ်သောမော်ဒယ်အေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့ငြိမ်းချမ်းရေးသုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့မွန်ပြည်နယ်အတွင်းစစ်တပ်ရဲ့စစ်ရေးလှုပ်ရှားမှုအားကောင်းလာဆိုတဲ့ကောင်းစဉ်နဲ့ကျမနွန်တဲ့ကပြောပြပေးသွားမှာပါ2026ခုနှစ်မေလ15ရက်နေ့ကနေဇွန်လ14ရက်နေ့အထိကာလတွင်မွန်ပြည်နယ်ရဲ့စစ်ရေးပဋိပက္ခအခြေအနေဟာမြေပြင်တိုက်ပွဲဖြစ်ပွားမှုရော့နေသွားပေမဲ့လည်းစစ်ရေးဖိအားနဲ့တင်းမာမှုတွေဟာရော့ကျသွားတာမရှိပါဘူးတလတာကာလတွင်မွန်ပြည်နယ်ဘီလင်းမြို့နယ်မှာတရက်တဲ့တိုက်ပွဲနှစ်ကြိမ်သာဖြစ်ပွားခဲ့ပါတယ်။ဒါပေမဲ့အာဏာသိမ်းစစ်တပ်ကစစ်အစိုးရရဲ့ရက်တရားစီမံကိန်းကာလတွင်မြေပြင်စစ်စင်ရေးတွေထက်လေကြောင်းအင်အားကိုပြူဟာမြောက်အပြင်းထန်တိုးမြင့်အသုံးပြုလာနေပါတယ်။အဲ့ဒီလိုလေကြောင်းစစ်စင်ရေးနဲ့စစ်ရေးတင်းမာမှုတွေဟာစစ်ရေးရလဒ်တွေထက်ကျော်လွန်ပြီးဒေသခံအရက်သားပြည်သူတွေရဲ့လုံခြုံရေးနေထိုင်မှုဘဝနဲ့နေရစုခွာရွှေ့ပြောင်းမှုဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အသေးတွေကိုရေရှည်ဖြစ်ပေါ်စေလျက်ရှိပါတယ်။ဇွန်လ10ရက်နေ့မှာဘီလင်းမြို့နယ်ရှိလေးကင်နဲ့ဝင်းတပ်ပန်တပ်စခန်းတွေကိုပိတ်ဆို့တိုက်ခိုက်နေတဲ့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNA ဦးဆောင်တဲ့တော်လေးပူပေါင်းတပ်ဖွဲ့နဲ့နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့စစ်တပ်စစ်ကြောင်းတို့ကြားတိုက်ပွဲဖြစ်ပွားခဲ့တာပါဒါပြင်ဇွန်လ9ရက်နေ့မှာလဲဝင်းသားပန်နဲ့ပိနေတော်ရွာကြားမှာတော်လိုင်းရာစုတို့ကအဲ့ဒီစစ်ကြောင်းကိုလိတ်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။လေးကတပ်စခန်းဟာ2026ခုနှစ်ဧပြီလ12ရက်နေ့မှာတော်လိုင်းရဲတပ်ဖွဲ့တွေကတိမ့်ပိုက်နိုင်ခဲ့တဲ့စခန်းတစ်ခုဖြစ်ပေမဲ့လည်းမေလ12ရက်နေ့မှာစစ်တပ်ကပြည်လဲထိန်းချုပ်နိုင်ခဲ့တာပါ။လက်ရှိမှာလေးကနဲ့ဝင်းသားပန်တပ်စခန်းတို့ကိုတော်လိုင်းဘောင်တပ်ဖွဲ့တို့ကပြည်လဲတိမ့်ပိုက်နိုင်တာမရှိသေးပေမဲ့လည်းဆက်လက်ပိတ်ဆို့ဖိအားပေးထားနိုင်ဆဲဖြစ်ကြောင်းဇွန်လအတွင်းတိုက်ခိုက်မှုဖြစ်စဉ်ကဖော်ပြနေပါတယ်။စစ်တပ်ဘက်ကနေတပ်စခန်းတွေမကြစေရေးလေကြောင်းပစ်ကူမှုတွေကိုအပြင်းထန်အသုံးပြုခဲ့တာကြောင့်တိုက်ပွဲတွေရေရှည်ဖြစ်ပွားနေခဲ့တာပါ။စစ်တပ်ဟာအဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းလေကြောင်းတိုက်ခိုက်မှုစုစုပေါင်း83ကြိမ်ပြုလုပ်ခဲ့ပြီးဘီလင်းမြို့နယ်မှာ80ကြိမ်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေရဲ့တရားမှုဟာကရင်ပြည်နယ်ဖအံမြို့နယ်အတွင်းရှိကျေးရွာတွေအထိပြန့်နှံ့သွားခဲ့ပါတယ်။ဒါကြောင့်ဘီလင်းမြို့နယ်ကဒေသခံ13026ဦးနဲ့ဖအံမြို့နယ်ကအရက်သား6286ဦးစုစုပေါင်း2000ခန့်နေရစုခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးလက်ရှိအချိန်ထိစစ်ရေးတင်းမာနေဆဲဖြစ်ကနေရသို့မပြန်ရဲကြသေးပါဘူးမေလ15ရက်နေ့ကနေဇွန်လ14ရက်နေ့အတွင်းရေးမြို့နယ်မှာမြေပြင်တိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွားခဲ့တာမရှိသေးပေမဲ့လည်းစစ်ရေးဖိအားမှာလျော့နေသွားတာမရှိပါဘူးစစ်တပ်ဟာလေကြောင်းအင်အားကိုအသုံးပြုပြီးရေးချောင်းပြားဒေသတွင်မေလ29ရက်နေ့နဲ့ဇွန်လ3ရက်နေ့တို့မှာပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။မြေပြင်တိုက်ပွဲတွေလျော့နေသွားလာပြီးမဲ့စစ်ရေးဖိအားပေးတဲ့ပုံစံပြောင်းလဲလာတာကိုပြသနေပါတယ်။လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အချိန်နဲ့နေရာမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာမရှိပဲသူတို့ရဲ့အဓိကအရွယ်ချက်ဟာတော်လှန်ရေးအဖွဲ့တို့ရဲ့လှုပ်ရှားမှုကိုဟန့်တားဖို့ဖြစ်နိုင်ပါတယ်။ရေးချောင်းပြဒေသဟာအပြည့်ရမွန်ပြည်သက်ပါတီ MNSP နဲ့ကရင်အမျိုးသားအစည်းအရုံး KNU တို့ရဲ့ဆက်ဆက်ထိန်းချုပ်နယ်မြေတွေဖြစ်ပြီးစစ်တပ်ကိုစစ်ကျင်တဲ့အဖွဲ့တွေလှုပ်ရှားရာဒေသအဖြစ်ရှုမြင်ခံရတာကြောင့်သူတို့ရဲ့ထောက်ပို့လမ်းကြောင်းကိုကတ်တက်ဖို့ရည်ရွယ်ထားပုံရပါတယ်။ဒါပေမဲ့လေကြောင်းတိုက်ခိုက်မှုရဲ့တရားမှုဟာစစ်ရေးပြစ်မှတ်နေရာတမကဒေသခံတွေအပေါ်ကြားရောက်ခဲ့ပါတယ်။မေလ29ရက်နေ့တိုက်ခိုက်မှုဟာစစ်ရေးပြစ်မှတ်ရေဘလူတပ်စခန်းကိုထိမှန်ခဲ့ပေမဲ့ဇွန်လ3ရက်နေ့လေကြောင်းတိုက်ခိုက်မှုဟာဥယျာဉ်ခြံတွင်ကြာရောက်ပြီးဒေသခံတအူတေဆုံးခဲ့ပါတယ်။လေကြောင်းအန်ရဲ့စိုးရိမ်မှုကြောင့်ကင်မွန်နယ်ပြ6နှစ်ခွနဲ့ချဲတိုက်ရွာကဒေသခံလူထု1000ခန့်ဘေးလွတ်ရာသို့ကြိုတင်ရွှေ့ပြောင်းခဲ့ကြရပါတယ်။ရေးမြို့နယ်မှာပဋိပက္ခရောကျသွားတာမဟုတ်ပဲမြေပြင်တိုက်ပွဲကလေကြောင်းအသုံးပြုဖိအားပေးတဲ့ပဋိပက္ခပုံစံတရက်ဖြစ်တယ်လို့သုံးသပ်ရပါတယ်။ခြုံငုံသုံးသပ်ရရင်2026ခုနှစ်မေလလယ်ကဇွန်လလယ်အတွင်းမွန်ပြည်နယ်မှာမြေပြင်တိုက်ပွဲတွေရော့နေခဲ့ပေမဲ့လည်းစစ်ရေးတင်းမာမှုတွေရောကျသွားတာမရှိပါဘူး။အထူးသဖြင့်အာဏာသိမ်းစစ်တပ်ကမြေပြင်စစ်စင်ရေးတွေထက်လေကြောင်းကိုပုံမအုံပြုလာကတော်လှန်ရေးအဖွဲ့တို့ရဲ့လှုပ်ရှားမှုနဲ့ထောက်ပို့လမ်းကြောင်းကိုဖိအားပေးဖို့ကြိုးပမ်းလာတာကိုတွေ့ရပါတယ်။ဒါပေမဲ့အဲ့ဒီစစ်စင်ရေးရဲ့တရားမှုဟာစစ်ရေးပြစ်မှတ်တွေအပေါ်တမကအရက်သားပြည်သူတွေအပေါ်ပါကြားရောက်နေပြီးစစ်ပေးချောင်းဦးရေတိုးလာတာနဲ့နေရပြန်နိုင်ခြင်းမရှိသေးတဲ့အခြေအနေဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိန်ခေါ်မှုတွေဆက်လက်ကြီးမားနေတာကိုဖော်ပြနေကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ရှင်။
ယခုသုံးသက်ချက်စာရန်ကိုရမ အင်စီဂျူမှနိုင်ငံရေးသူတေသီများရေးသားထားပြီးအင်မနာကရုပ်သံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။